တင်မောရီအရှင်လက်လက်ဝါမျိုးခံရတဲ့တင်မင်းတမန်တကားဝအယိုးစုကန်းကြီးကဘာပေါ်မှာပန်းဖြေဖို့မဟုတ်ဘဲတေချင်းတရားနဲ့အနီးဆုံးလို့ခေါ်ရမယ့်ကန်းကြီးတစ်ခုရှိပါသည်အဲ့ဒီကန်းကြီးရဲ့တဲတောင်မြေပေါ်မှာလှပတဲ့ကမာကွန်တွေအစားတွေးရတာတွေကနှစ်ပေါင်းရာနဲ့ချီကြာမြင့်နေပြီဖြစ်တဲ့ဒလိမ့်ဆန်ရိုးစုကြီးတွေနဲ့တန်ကြီးတက်ပြက်စီးနေတဲ့တင်မောပြက်ကြီးတွေပါပဲဒီနေ့ကျွန်တော်တို့သွားလေလာမယ့်နေရာကတော့အာဖရိကတိုက်တောင်ပိုင်းနမီးဘီးယားနိုင်ငံရဲ့ Skeleton Coast ဒါမှမဟုတ်အယိုးစုကန်းကြီးလို့ခေါ်တဲ့ကမ္ဘာအန်ဒီရဲ့အကြီးမားဆုံးနေရာတစ်ခုအကြောင်းပဲဖြစ်ပါသည်ဒီနာမည်ကဟိုးအရင်ဝီလာငါးဖမ်းလုပ်ငန်းကကြံရိတ်ခဲ့တဲ့ဝီလာငါးနဲ့လေးမိုင်အယိုးစုတွေကနေစတင်ခေါ်ဝေါ်ခဲ့တာပါဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဒီနာမည်ကပိုပြီးကြောက်စရာကောင်းတဲ့အဓိပ္ပာယ်တစ်ခုအဖြစ်ပြောင်းလဲလာပါသည်အဲ့ဒါကတော့ဒီကန်းချေမှာပြက်စီးသွားတဲ့မရေမတွက်နိုင်တဲ့သင်္ဘောတွေနဲ့ကန်းချေပေါ်မှာအသက်ပြောက်သွားခဲ့ရတဲ့သင်္ဘောသားတွေရဲ့အယိုးစုတွေကြောင့်ပါပဲ။ဘာကြောင့်ဒီကန်းချေကဒီလောက်တောင်အန္တရာယ်များရတာလဲ။အဓိကတရက်ခန့်3ယောက်ရှိပါသည်။ပထမဆုံးလူသက်သမားကတော့မြူကိုပါ။ဒီနေရာမှာအတ္တလန္တိတ်သမုဒ္ဒရာရဲ့အလွန်အေးဆက်တဲ့ရေစီးကြောင်းကြီးရှိပြီးနာမစ်ကန်နာယာရဲ့လေဘူးတွေကလာရောက်တွေ့ဆုံပါသည်။အေးနဲ့အပူတို့တွေ့ဆုံရာကနေတနေ့ပတ်လုံးဒီပါဘာမှမမြင်ရလောက်အောင်ထူထပ်လွန်းတဲ့မြူကိုတွေဖြစ်ပေါ်နေပါသည်။ရှေးခေတ်သင်္ဘောတွေဟာဒီမြူကိုတွေထဲမှာလမ်းပြောက်ပြီးကန်းချေဘက်ကိုမျောပါလာလေးရှိပါသည်။မြူကိုထဲမှာလမ်းပြောက်ပြီးကန်းချေနာကိုသင်္ဘောတွေရောက်လာပြီးဆိုရင်ဒုတိယအနေကအစင်သင်းဆောင်နေပါသည်။အဲ့ဒါကတော့အလွန်ပြင်းထန်ပြီးဂျန်နက်နဲ့လိုင်းတဘိုးတွေပါ။ဒီလိုင်းလုံးကြီးတွေကသင်္ဘောတွေကိုအရှိန်နဲ့ဆောင်ပြီးကန်းချေဘော်ကိုဆွဲတင်သွားကဒေသမြေထဲမှာနင်းမြုပ်စေပါသည်။ကံကောင်းထောက်မစွာနဲ့ပဲသင်္ဘောပြက်ထဲကနေအသက်ရှင်လျက်ကန်းချေဘော်ကိုရောက်ခဲ့တဲ့ဆိုရင်တော့အဆိုးရွားဆုံးအနေကသူတို့ကိုစောင့်ကြိုနေပါသည်။အဲ့ဒါကတော့နာမည်ကန္နာယာကြီးပါပဲ။သူတို့ရောက်သွားတဲ့ကန်းချေရဲ့နောက်ကျောမှာတောက်သုံးရီတစ်စမ်းမှမရှိအရေးအဝါသားမရှိကီလိုမီတာရာနဲ့ချီကျဲဝင်းတဲ့ဒဲကန်နီယာကြီးပဲရှိပါသည်။ဒါဟာသေမင်းစီကိုခြေရင်သွားတာနဲ့အတူတူပါပဲ။ဒါကြောင့်ပဲရှေးခေတ်ပေါ်တူဂီသင်္ဘောသားတွေကဒီကန်းချေကို Esporto Inferno ဒါမှမဟုတ်ငရဲပြည်ရဲ့တကားဝတကေးစော်ဟဲလို့နာမည်ပေးခဲ့ကြတာပါ။ဒီကန်းချေတစ်လျှောက်မိုင်ပေါင်း300ကျော်မှာသင်္ဘောအပြတ်ပေါင်း1000ကျော်ရှိနိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားပါသည်။အထင်ရှားဆုံးသင်္ဘောပြက်ကတော့1909ခုနှစ်မှာမြူကိုတွေကြောင့်တောင်းတင်ခဲ့တဲ့ဂျာမန်ကုန်တင်သင်္ဘော Edward Bolen မှာအန်အောစရာကောင်းတာကနှစ်တည်ကြာလာတာနဲ့အမျှဂန်နာယာကပင်လယ်တွေကိုတဖြည်းဖြည်းချင်းတိုးချဲ့လာတဲ့အတွက်အခုဆိုရင်သင်္ဘောပြက်ကြီးကပင်လယ်ကမ်းစပ်နဲ့မီတာ400လောက်ထိဝေးကွာတဲ့ဒဲကန်နီယာတောင်ပြင်ကြီးအလယ်မှာဂန်နာယာတွေကတစေသင်္ဘောတစ်စီးလို့ထူးထူးဆန်းဆန်းတည်ရှိနေပါသည်ဒီလောက်ကြောက်စရာကောင်းတဲ့တေမင်းတမန်နေမြေမှာတက်ရှိရရောရှင်သန်နိုင်မှာမလားမယုံနိုင်စရာကောင်းတာကတော့ဟုတ်ကဲ့ရှင်သန်နိုင်ပါသည်Skeleton Coast ကဘာကြီးဆုံးလင်းမိုင်အုပ်စုကြီးတွေနေထိုင်ကျစားရာနေရာတစ်ခုပါ Cape Cross လို့ခေါ်တဲ့ဒီနေရာမှာဆိုရင်လင်းမိုင်အကောင်ရင်သိန်းနဲ့ချီပြီးတော့တနေရာထဲမှာတွေ့ရှိနိုင်ပါသည်ပို့ပြီးတော့အန်အိုဖို့ကောင်းတာကဒီလင်းမိုင်တွေကိုအမဲလိုက်ဖို့ဂန်နာယာတွေကနေကန်းချေထီလာရောက်ကြတဲ့ဂန်နာယာချင်းသေးတွေလည်းရှိနေတာပါပဲဒီချင်းသေးတွေဟာရေလုံးဝမတောက်ပဲလပိုင်းတွေရဲ့သွေးနဲ့ကိုရင်းအရည်တွေကိုသာတောက်သုံးပြီးအသက်ရှင်ကြတာပါဂန်နာယာရဲ့အရှင်သခင်ချင်းသေးနဲ့ပင်လယ်ပြင်ရဲ့အရှင်သခင်လင်းမိုင်တို့ရဲ့တိုက်ပွဲကိုဒီကန်းချေမှာမြင်တွေ့နိုင်ပါသည်Skeleton Coast ဆိုတာတဘာဝတရားရဲ့ကျမ်းနမ်းမှုနဲ့အလှတရားဒေချင်းတရားနဲ့ရှင်သန်ခြင်းတရားဒီစံကျင်ဘက်နှစ်ခုကိုတနေရာထဲမှာမြင်တွေ့ရတဲ့ကမ္ဘာအဆုံးသတ်နေရလို့တစ်ခုပါပဲ။